မြတ်စွာဘုရားကနောက်ဆုံးစကားအနေနဲ့ဟန္တဒါနိဘိက္ခွေအာမန္တယာမိဝေါဆိုတဲ့စကားကိုစတင်ပြီးတော့ပြောဆိုလာယန္တို့ကောင်းပြီငါနောက်ဆုံးစကားတစ်ခုပြောခဲ့မယ်ဆိုပြီးတော့မြတ်စွာဘုရားကဘာအမိန့်ရှိတော့ဆိုဝေယဓမ္မသင်္ခါရအပ္ပမဒေနတမ္ပါဒိဋ္ဌာဝေယဓမ္မသင်္ခါရဆိုတာအကြောင်းတရားတွေကပေါင်းစပ်ပြီးတော့လှုပ်ထားမှဖြစ်နေတဲ့အရာတွေဟာသင်္ခါရဘုန်းကြီးတို့တွေရဲ့တဏ္ဍာမှာရှိတဲ့ယုတ်တရားတွေနံတရားတွေသင်္ခါရဘုန်းကြီးတို့ရဲ့ပတ်ဝန်းကျင်မှာရှိတဲ့သက်မဲ့အရာတွေအလုံးဟာသင်္ခါရလောကမှာအကြောင်းတရားပေါင်းစပ်ပြီးတော့ထုတ်လုပ်ထားတာတွေသာဖြစ်သည့်အတွက်ကြောင့်သင်္ခါရလို့ဒီလိုဆိုပြီးပေါ့အခုအလင်းရောင်ကလေးတွေဒီပဲနဲ့ပေါင်းစပ်ထားတာဖြစ်တယ်လေလျှာစင်နဲ့မိသီးတွေနဲ့ကြိုးတွေနဲ့အလုံးပေါင်းစပ်ထားလို့ဒီအလင်းလေးဟာတည်ရှိနေတာအဲ့ဒါတွေကသင်္ခါရလို့ခေါ်တယ်အကြောင်းတရားတွေပေါင်းစပ်ထားတဲ့အရာဟာဘယ်အရာမှမမြဲဘူးတဲ့နောက်ဆုံးဟာယူရင်းပျက်စီးသွားတတ်တဲ့သဘောရှိတယ်ဒါကြောင့်မို့အပ္ပမဒေနတမ္ပါဒိဋ္ဌကိုယ်ဘဝလေးကိုယင်မှုမေးလျော့ပြီးတော့မနေနဲ့ယင်မှုမေးလျော့ခြင်းကင်းတဲ့အပ္ပမရဆိုတဲ့တတိတရားဖြင့်ကိုလိုရမယ့်အလုပ်တွေကိုမလိဟင်းကြစေနဲ့တဏှာဥကလွတ်ဖို့ရသောအကျင့်ကိုကျင့်ဖို့မလိဟင်းကြစေနဲ့ကျင့်ကြံကြိုးကိုအားထုတ်ကြလို့ဝေယဓမ္မသင်္ခါရအပ္ပမဒေနတမ္ပါဒိဋ္ဌလို့ဒီစကားလုံးလေးနဲ့ဆုံးသွားရောမြတ်စွာဘုရားရဲ့ထံကအတန်တော်ဟာတိတ်ဆိတ်ပြီးတော့သွားတယ်ဒါနောက်ဆုံးတက်ရှိထင်ရှားရှိနေတဲ့အချိန်လေးမှာလောကသားတွေရဲ့အကျိုးစီးပွားအတွက်အကျိုးစီးပွားကိုစွမ်းဆောင်နိုင်တဲ့မှားကြားချက်တစ်ခုကိုမှားကြားလိုက်ခြင်းဖြစ်တယ်အားလုံးဟာဘုန်းကြီးတို့တွေမှတ်ထားဖို့ရာကဝေယဓမ္မသင်္ခါရဘယ်ရာမှတည်မြဲနေတာမရှိဘူးအချိန်နဲ့အမျှပြောင်းလဲနေတာသာဖြစ်တယ်ဘုန်းကြီးတို့တွေကအချိန်ကြီးကုန်သွားတာသာတတိထားနေကြတယ်ကိုယ်တဏ္ဍာမှာရှိတဲ့အရာတွေအချိန်နဲ့အတူပျောက်ကွယ်နေတာကိုတတိထားမိဖို့လိုအပ်တယ်အဲ့ဒီလိုတတိထားမိဖို့အတွက်အပ္ပမဒေနတမ္ပါဒိဋ္ဌအပ္ပမရလို့ခေါ်တဲ့တတိတရားနဲ့ပြည့်စုံအောင်လှုပ်တင်လှုပ်ထိုက်တာတွေလှုပ်ဆောင်ကြဖို့ဆိုတာမြတ်စွာဘုရားသခင်ကိုရောမြတ်ကနောက်ဆုံးမှာကြားခဲ့တာဖြစ်ပါတယ်တရားချစ်ခင်သူတော်စင်ပြိဿပေါင်းတို့မြတ်ဗုဒ္ဓဟာလောကသားတွေရဲ့အကျိုးစီးပွားကိုဆောင်ရွက်တဲ့အနေနဲ့မှာကြားခဲ့တာတော့အပ္ပမဒေနတမ္ပါဒိဋ္ဌဆိုတာဖြစ်ပါတယ်ဘယ်အရာကိုမှရစ်မှုမေးလျော့ပြီးတော့မနေကြနဲ့အရာခတ်သိမ်းဟာအမြဲတမ်းပြောင်းလဲပြီးပျက်စီးနေမဲ့အရာတွေသာဖြစ်တယ်ဆိုတာကိုမိမိတို့ရဲ့အသိဉာဏ်ထဲမှာရောက်အောင်ဆင်ញင်သုံးသပ်ဆုံးဖြတ်ကြပြီးမြတ်ဗျာရဲ့အဆုံးအမတိုင်းလိုက်နာကျင့်သုံးနိုင်ကြပါစေကုန်သတည်း